အိတ်ဆက်ချင်းမဲ့ရွာအကြောင်းကြားမှုပါသလားတခါတော့ကခရီးသွားရင်ရွာလေးတရွာကိုဖျက်သွားခဲ့ပူပါတယ်အဲ့ဒီကလူတိုင်းရဲ့မျက်ကွင်းတွေကညှို့မဲနေပြီးမျက်နှာတွေလည်းတိတ်မကောင်းကြပါဘူးအချိန်ကြာကြီးအေးအေးပြတ်ထားတဲ့ပုံစံမျိုးပေါ့လမ်းသွားလမ်းလာတယောက်ကိုမေးကြည့်တော့သူတို့ရွာကလူတွေကဘယ်တော့မှအိတ်လေးမရှိဘူးတဲ့တခါကသူတို့ရဲ့ပထမဆုံးရွာလူကြီးဟာအိတ်ပျော်နေရင်တိတ်ဆုံးသွားခဲ့ပူပါတယ်ဒါကြောင့်လူတွေကရွာလူကြီးလိုမျိုးအိတ်ပျော်သွားရင်ပြန်နိုးမလာမှာကိုကြောက်နေကြတာပေါ့နောက်ဆုံးမှာတော့အိတ်ပျော်သွားတာနဲ့ပြန်နိုးမလာတော့ဘူးဆိုတဲ့အယူဆဟာအယိုးဆွဲသွားပါတယ်အဲ့ဒီနောက်ပိုင်းလူတိုင်းဟာစိတ်ကိုတင်းထားပြီးအတင်းကျပ်နိုးနေအောင်နေထိုင်ခဲ့ကြတဲ့ဒီနေ့မှာတကယ်ကိုမအောင်နိုင်တော့ပဲလဲကျသွားတဲ့အထိပေါ့အဲ့ဒီလိုလဲကျသွားပြီးရင်လည်းဘယ်တော့မှပြန်နိုးမလာကြတော့ဘူးဆိုပဲအချိန်ကြာလာတာနဲ့အမျှသူတို့တွေအိပ်ရမှာကိုပိုပြီးကြောက်လာကြပါတယ်ဒီတွေးခေါ်ကတကယ်ကိုထူးဆန်းလွန်းပါတယ်လူဆိုတာမအိပ်ပဲနေလို့မှမရတာလေနော်ဒါပေမဲ့ဒီရွာကလူတွေကကျွန်တော်တို့စကားကိုမယုံကြပါဘူးကျွန်တော်တို့လည်းအိပ်ပျော်သွားပြီးရင်လည်းပြန်နိုးလာနိုင်ကြောင်းတရုပ်ပြမလို့ပါပဲဒါပေမဲ့ဒီရွာမှာကအိမ်တိုင်းကလူတွေမအိပ်ကြတော့ခုတင်တွေကိုထင်းဖြစ်ခုတ်ထွင်ပစ်လိုက်ကြပြီလေခုတင်မရှိတော့သူတို့ကိုအိပ်ပြဖို့လည်းနီးလန်းမရှိတော့ဘူးပေါ့ပြီးတော့သူတို့ကငါတို့ပြောတာကိုလည်းမယုံကြသလိုဘယ်သူမှလည်းစမ်းမကြည့်ရဲကြပါဘူးသိချပါတယ်ဒီအတိုင်းသာဆက်သွားနေရင်တော့မကြခင်ဒီရွာကြီးပျက်စီးသွားပါလိမ့်မယ်တင်ကောမအိပ်ပဲနဲ့ဘလောက်ကြာနေဘူးလဲတရက်လားတလားလားမအိပ်ပဲရမ်းကြာနေရင်ဘာဖြစ်မယ်ထင်ခမက်မှန်ပေးသွားပါဦးနော်